ကဘာကြီးပြတ်သုံးတော့မယ်ဆိုတာကိုမသိလိုက်ပဲဝီလီယံဟာတောနက်ထဲကတောင်ပေါ်အိမ်လေးမှာတယောက်တည်းသူတည်တနာလုပ်နေခဲ့ပါတယ်ကန်ဆိုးတာကမွေးကိုက်ခံရလို့အသက်လူနေရချိန်မှာသူ့ရဲ့တခုလေးတော့အကူအညီတောင်းဖို့ဖုန်းလေးဟာ6ထဲပြုတ်ကျသွားခဲ့ပါတယ်ရက်အနှဲငယ်အကြာမှာသူတတိပြန်ရလာခဲ့ပေမဲ့သူသိထားတဲ့ကဘာကြီးကတော့မရှိတော့ပါဘူးရက်ဆက်လာတဲ့ virus တစ်ခုကကဘာပေါ်ကလူသားအလုံးကိုတုတ်တင်ပစ်လိုက်ပါပြီမိဘတွေကိုတောင်မြေမြုပ်ပေးခဲ့ရတဲ့ဝီလီယံဟာတယောက်တည်းကြံရစ်ခဲ့တဲ့နာကျင်မှုကိုခါးစီခံစားခဲ့ရပါတယ်မျော်လင့်ချက်မဲ့နေတဲ့အချိန်မှာလက်ကီးဆိုတဲ့ခွေးလေးကသူ့စီကိုရောက်လာခဲ့ပါတယ်တစ်နှစ်အကြာမှာတော့အဝေးကမီးခိုးငွေ့တစ်ခုစီကနေအမ္မာဆိုတဲ့အမျိုးသမီးနဲ့ဆုံခဲ့ပါတယ်သူတို့ဟာလူသားမျိုးနွယ်ကိုပြန်လည်စတင်ဖို့ကံကြမ္မာကဖန်တီးပေးလိုက်တဲ့နောက်ဆုံးသောမောင်နှံဖြစ်လာခဲ့ပါတယ်နှစ်တွေကုန်လွန်သွားခဲ့ပါတယ်လူသားမျိုးနွယ်တဲ့အတိုင်းဝိုင်းလေးတစ်ခုဖြစ်တည်လာခဲ့တယ်ဒါပေမဲ့ကဘာတစ်မှာလည်းစိန်ခေါ်မှုတွေကရှိနေသေးပါဗိုင်းရပ်စ်ကပုံစံပြောင်းပြီးပြန်ရောက်လာခဲ့တယ်လို့လူသားအချင်းချင်းတပ်ဖြတ်မှုတွေဆုံးရှုံးမှုတွေကြားမှာဝီလီယံဟာသူ့ရဲ့သားကိုပါလက်လွတ်ခဲ့ရပါတယ်နှစ်ပေါင်း90ကြာသွားတဲ့အခါဝီလီယံဟာတခုကိုနားလည်သွားပါတယ်ကဘာဟောင်းကိုပြန်နှန်းတနေမဲ့အစားတဘာဝတရားနဲ့အညီရှင်တန်တက်ဖို့ပါအခုတော့သူ့ရဲ့သွေးနှောတဲ့မျိုးဆက်သစ်တွေဟာကဘာမြေကိုပြန်လည်စိုးမိုးနိုင်ခဲ့ပါပြီ။